PUBG Mobile ရဲ့ version 4.1 နဲ့အတူ classic မှာအများကြီးတွေ့ရပြီးတိကိုတိထားတဲ့နဲ့ပြောင်းလဲမှုအသစ်များနံပါတ်1 PUBG Mobile ဘက်ကနေဒီ shotgun ရဲ့ damage ကို short ချလိုက်ပြီးဖြစ်ပါတယ်ဒီလိုမှ player အနေနဲ့ဒီ shotgun တွေကိုစက်ကင်ကြအောင်မလားဆိုတာလဲစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်နံပါတ်2ဒီ farm တနက်မှာကြီးကအပူထဲလို့ရပြီပဲဖြစ်ပါတယ်နံပါတ်3အေယာတနက်အားလုံးရဲ့အဝေးပြတဲ့ခါရရှိမဲ့ damage ကို short ချပေးထားပါတယ်ဥပမာအနေနဲ့တငယ်ချင်းတို့က 4x တို့ 6x တို့တက်ပြီးပြစ်မယ်ဆိုရင်တော့ damage က10လောက်ကြီးရရှိတော့မှာမဟုတ်ပါဘူး။ Iran မြေပုံရဲ့တချို့ land တွေမှာဒီက loot track ကိုတွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။ဒီက loot track ကိုတငယ်ချင်းတို့အနေနဲ့မောင်းလို့မရပါဘူး။ kill လို့တော့ရပါတယ်။ဒီက loot track ကိုတငယ်ချင်းတို့အနေနဲ့ kill ပြီးတဲ့အချိန်မှာတော့ကားပေါ်ကြီးပါတက်ပြီး loot တွေ share ယူလို့ရပါတယ်။နံပါတ်4ဒီအတွေ့မှာတကယ်ချင်းတို့အနေနဲ့သူများရဲ့ပုံတွေကပစ္စည်းတွေကိုကောက်တော့မယ်ဆိုရင်ဒီလိုမျိုးပုံကိုထမ်းပြေးပြီးတော့မှလုံခြုံတဲ့နေရာရောက်တော့မှကောက်လို့ရပြီပဲဖြစ်ပါတယ်။မ update အနေနဲ့ကတော့တကယ်ချင်းတို့အားလုံးခေါ်ကြတဲ့ water town နေရာမှာ boat yacht ဆိုတဲ့နေရာအစားဝင်လာမှာပဲဖြစ်ပါတယ်။တော်တော်လေးလဲ invite လုပ်လို့ကောင်းမယ့်နေရာလို့ထင်ပါတယ်။နံပါတ်6 Iran မြေပုံမှာလည်းဒီက energy barrier ကိုတွေ့မြင်ရပြီဖြစ်ပါတယ်။နံပါတ်9အရင် update တွေတုန်းကကျွန်တော်တို့ဒီ glider ပေါ်ကနေပြီးတော့ချက်ချင်းခုန်ဆင်းလို့မရပါဘူးဒါပေမဲ့ဒီ update မှာတော့ကျွန်တော်တို့ glider ပေါ်ကနေခုန်ဆင်းလို့ရပြီဖြစ်ပါတယ် glider ကတော့သူကြကျင်တဲ့နေရာကျသွားပါလိမ့်မယ် cloud လေးတစ်ချက်နှိပ်လိုက်တာနဲ့ lady ပွင့်သွားပါလိမ့်မယ်နံပါတ်10 setting နဲ့ cross hair မှာကြည့်မယ်ဆိုလဲ cross hair style ပုံစံအသစ်တွေ့မြင်မှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီကအဝိုင်းပုံစံလေးပဲဖြစ်ပါတယ်ဒီကအဝိုင်းပုံစံလေးကိုတော့ကျွန်တော်အနေနဲ့လုံးဝမကြိုက်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော် PUBG mode တော့ပဲနဲ့ Free Fire နဲ့တွားတူနေလို့ပဲဖြစ်ပါတယ်ဒီမှာတော့တကယ်ချင်းတို့ဒီကအဝိုင်းပုံစံလေးကိုငယ်ချင်းတို့အနေနဲ့ကြိုက်လားမကြိုက်ဘူးလားဆိုတော့လေ comment မှာမျှဝေသွားလို့ရပါတယ်နံပါတ်9ကျွန်တော် setting ထဲမှာ setting တစ်ခုအသစ်ထွက်ရှိထားပါတယ်အဲ့ဒါကတော့ low ammo native sound ပဲဖြစ်ပါတယ်ဒီကောင်ကို enable လုပ်ထားလိုက်မယ်ဆိုရင်တော့ပြင်ဆိုကြပါစို့ဗျာငယ်ချင်းတို့ကကြီးကတ်တွေ10တောင်းအောင်9တောင်းအောင်ရောက်သွားမယ်ဆိုရင်အတန်ကတစ်မျိုးပြောင်းသွားမှာပဲဖြစ်ပါတယ်ဒီကောင်ကိုငယ်ချင်းတို့အနေနဲ့မကြိုက်နဲ့တက်ဘူးဆိုရင်တော့ငယ်ချင်းတို့အနေနဲ့ဒီကောင်ကို disable လုပ်ထားလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ကြီးကတ်ဘဏ္ဍခါကုန်းအတန်ကအတူတူပဲဖြစ်သွားမှာဖြစ်ပါတယ်ကဲဆိုတော့ကဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲဗျာကျွန်တော်ကတော့ဒီလိုပါဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျ